ဖြစ်ထိုင်ပြောပြအဲ့ဒါရ ကျွန်တော်ကြောက်ကရောင်နေကြောက်ကအားနေတယ်စီချိတ် စီ နောက်နေမော်စီဂျို စီဂျူလည်းရှိတယ်နော် စီဂျိုလည်းရှိတယ် အခုမျိုးလုံးလည်းပြတယ်နော် မျိုးလုံးလည်းပြ အခုကျတော့ဟိုလက်တရှိကျင်းတယ်အဖျားလေးတွေ ညလက်ဖျားလေးတွေခြေဖျားလေးတွေကျင်း တွေ့ကြောလေးတွေစပြီနော်ဟုတ်ပြီဝင်းနေချုပ်တယ် ဝင်းချုပ်တယ် အခုမင်းကတော့ဝင်းချုပ်တာစတာပဲနော်ဝင်းချုပ်ချင်းတော့အပူတွေများတော့ဒီကလီစာတွေအဲ့နေမှာအငွေ့တွေအဲ့သွားအကြောတွေသွားထိရလေနော်ဟုတ်ပြီအဲ့ဒါလေးကိုခရူးဆိုင်ပြီမလားဝင်းချုပ်တာကိုအစားအသောက်ပြောင်းမှအနေထိုင်ပြောင်းမှဆိုတော့ပြောက်ပါနော်ခုနဟိုလူကတော့အမြင်တိုင်းပဲလေကိုတန်ဆိုနော်ဟိုသိပါတယ်လားသူပထမအချိန်နေဆိုလားသူဆိုကူတာသူ30ကျော်သွားပြီလေ30ကျော်သွားသူကူတဲ့ငွေလေအကုန်လုံးညီလေးတွေငါကူတာအကုန်လုံး30ကျော်သွားပြီတဲ့အခုတော့ပျောက်သွားတာသူစိတ်ချမ်းသာပါဟုတ်တယ်နော် သူလာတဲ့ဟိုရက်ကအဲ့ဒါ ဟုတ်လားတကယ်ချင်းသွားသားမှာကွာငါအနေထားမင်းမြင်ပါတယ်ငါတော်တော်ကောင်းပါပြီကြိုက်တာစားလို့ရတယ်သူအဲ့ဒါလားသူပြောအောင်လို့ပြောလိုက်တယ်လားမိကောင်းဆွေကောင်းဝင်နော်ဟုတ်ပြီဘယ်လိုစိတ်ချမ်းသာတာကောင်းပါလိမ့်မလားနော်